အရှင်တေးခေါ်ရာထက်ချက်မကွာငါလိုက်ပါမည်ကျဲတပွန်းကိုဆွဲယူငါကိုထူပါဟိုးမှာတင်ရမှုမှုလူကမြေပြင်ပေါ်ကသူ့အရေးကိုကဗျာအိတ်ထဲယူကောက်လက်သေးတွေတောင်ခွေခေါက်နေပြီဒီမှာဥကောင်းခွင်းတဲ့စံပြူတွေဝတ်သွားတက်နေတဲ့အဖိုးတောင်းဝေးကျိုးကိုရီဝေကြည်ငေးသူပါတွေတွေးနေပြီနီစမ်းရကုန်ငုတ်တော့ကားမှကိုမျက်နှာကိုပြန်မြင်ရတဲ့သူများအခြားဘာတွေကိုတွေးစမ်းမလဲကွယ်အသာဆိုင်ပုတ်ကိုလဲမျိုးမှာတန်လုံးနဲ့ရိုက်လမ်းမလိုက်တော့ခရီးသည်များတန်လျာယထာကိုစောင့်နေသည်ဝါရပင်ကြီးမှာချင်းသေးတို့ပင်အိမ်ဝင်ပါသလားဝါရပင်ကြီး၌သူတော်စင်တို့ပြောပိုက်ခဲ့ကြပြီအမောင်ကနတ်ဤကျဲကလက်မီဤဖေးဝေးသလားငါရောက်အောင်သွားပါမယ်လေຫນွေမိုးတွင်းထဲမှာနှင်းခဲတွေပုတ်သိုးနေရောသလားစောင်းကိုပန်းပြီးရောက်ပြန်လေရောက်ကမှပြာဝေမှိုင်းအုပ်ဟောနှင်းတွေတဆုပ်ပြီးတဆုပ်တဲကန်သားရကတဲတွေနဲ့ဖွဲ့စည်းပြသလိုမာယာလောကကြီးကမာယာတွေနဲ့မှုန်ရီအောင်ချနေတယ်ကြောက်စီယောကခေါင်းငိမ်ပြရောမဟုတ်လက်ကုပ်တီးပြီးလက်အုပ်ချင်းပြတာငါတွေ့ဘူးခဲ့ပြီတွေ့ဆက်တဲ့နောက်မှာလက်သေးနေဆက်ရဲရဲတောက်ပြတာငါတွေ့ဘူးခဲ့ပြီကျွဲကြုံမှုတ်ပြီးကျွဲအုပ်ကိုဖြောပြေးတာပြောစရာမှမဟုတ်ပဲကွယ်စနကြိုးကတော့လောကဤကဝေလက်ချောင်းများငါအဆွဲကိုမပြောမှုရောပါပြီအရှင်ငါဒီတခါကဖျောင်းနိုင်ကဲ့သို့ဖြစ်ထို့ကြောင့်မိတောက်ကိုချစ်လေသည်မိုးရဲ့အမြင့်ကိုမသိဟုကိုယ့်ဘုကိုအထင်ရှိအမှန်ကမြေရဲ့အနက်မှာပင်ဝေဝါးနေစေစီမျောရင်းနဲ့ဘေရာကိုကုတ်ဖက်အနက်ရောင်လှိုင်းကောင်းများကြားမှာဒေါသအမျက်ချောင်းချောင်းပွားလျက်ထို့သောမနေ့ကငါသည်ဝါကျင်ဟောင်းနှွမ်းနေလုံးကိုထမ်း၍တောင်ဆွဲထဲမှဝင်ရောက်ကြောက်ကွဲခဲ့ပြီအေးယနေ့ငါသည်မိကိုကဲ့သို့မိုးပေါ်ကိုထိုးသက်နှုတ်ဆက်ထွက်ခွာအားလုံးကိုလွှတ်ချခဲ့ခြင်းပါပြီငါသည်ငါ၏ဘုရင်ဖြစ်၍ငါသည်ငါ၏ပြည်သူဖြစ်၏ငါကိုငါကအုပ်ချုပ်၍ငါအလုပ်ကိုငါလုပ်ရပြီတော်မူဥပုပ်တဲ့သီလာကျိုးတို့ဖျားရှိခိုးရင်ရှက်လေသည်ငါတို့ဒီလူသားများဖြစ်၏လက်ဘဝမှာအမှားလက္ခဏာပါလေသည်ဟိုချို့ဒီကွေနဲ့ချွင်ရင်သောမောင်းတံဖြင့်ရွေလျာလမ်းလျှောက်နေသောတင်ချိုင်မှတ်တိုင်များဖြစ်၏အချင်းနှင့်ပြန်ချုပ်ထားသောဆက်ရုပ်၏အစိပ်ပိုင်းများပမာတခါမိတွေ့ရလဲမဲ့တတ်သည်အိုလူသားအားလုံးချမ်းမြေ့ပါစေလားအားလုံးထဲမှာငါလည်းပဲပါဝင်ချမ်းမြေ့ပါစေလားသူတစ်ပါးကိုခွန့်လွတ်ကိုလည်းခွန့်လွတ်အနာရွက်မှန်သမျှဆွဲချွတ်ဖယ်ရှားကြပါနင်းလာတော့ခြေတော်ကိုမြေမုံတဲ့ကြောင့်တုတ်ကခွန့်လွတ်ကြသလိုမျိုးရိုးသားပြေးဝတယောက်ကိုတယောက်ခွန့်လွတ်ကြပါထမင်းဝိုင်းမှာရှာနဲ့ခက်၍စားကြသူများသွားကြထိုးတန်စုကြလေသည်စပားစီ100နဲ့တင်လုံလောက်ပါကစပားစီ101နောက်လူအတွက်သာဖြစ်ပါစေကွယ်စင်ပြူတော်မိပြီးတော့လဲကြံမဆုပ်ကြပါနဲ့ကြံကျွေးပြီးတော့လဲစင်ကိုနာမဖြုတ်ကြပါနဲ့ညောင်ရက်တွေနဲ့မိုးရရေအိုးစင်လေးပမာတာယာမြေချမ်းနေပူလန်းမှာတွဲခေါ်ကြပါအမှန်စင်စစ်တော့ခေါင်းငုံပေးလိုက်ခြင်းဟာခေါင်းမော့ထားရခြင်းလောက်ညောင်းညာလိမ့်မည်မဟုတ်ပါဝန်သက်နဲ့ယူခဲ့သည်မြထွက်တန်းနဲ့ပြန်ရေးပေးရမည်ဒါကဘာအစရဲ့ပထမဒီယိုဒီဖြစ်ပါသည်ရနိုင်မည်ဆိုပါလေငါကတော့တင်လွင်ပြီးခါမှာအင်အားရစားကိုပြန်ယူသောငါအကောင်းကိုပဲငါဖုံးအုပ်သွားခြင်းတော့တယ်ငင်းချမ်းရေးအတွက်တော့လင်းပွင့်မြင့်မြတ်ရအောင်မည်
ထို့အတွက်ကိုတပြက်စီလဲပြီးတဖွာဖွာချွေချပြရမည်လက်သီးဆုပ်ခြင်းဆိုတာသုံးခါပြုပြော့ထော့လန်ကွေကုတ်လက်ချောင်းတွေအချင်းချင်းပြန်ဖမ်းချုပ်ကြခြင်းဖြစ်၏ကိုဒိုင်းနဲ့ကာပြီးမှသူတစ်ပါးကိုဓာဖြင့်ရွယ်လျင်သူရဲကောင်းဟုမခေါ်ခြင်းတခါကဤလက်သို့အလံလူခဲ့ကြ၏ထိုစုတစိတ်ယခုဘယ်စီကိုချိတ်မိနီငါရိတ်မြုံကိုရုပ်ပုံစာတမ်းဘာမှမကတ်တမ်းလမ်းဘေးမှာမျက်ပြင်ဆောင်ပြီးမာနကိုဖြေလျော့ရေစင်အိပ်ဖြင့်ငါကြော့ပါအံ့ခြေဘဝမှဥကင်းမြတ်တာဖြိုးဖြင့်လင်းလိုလှပါတော့သည်ငါအရှင်ကြက်စီကဲ့၏အစုံမှာရေဝေထွေပြားသောညများမိုးကားရနံတင်ပြန်နေတတ်၏ငါရှိမှလူများငါကိုပဲ့၍ကာထား၏ငါနောက်မှလူများငါကိုတွင်း၍ကြောသွား၏ထို့နောက်ကြောကဘာရောက်မှကြောက်အားဖြင့်လှဲ့ပြန်ငါနှင့်တပံလူချင်းလဲစားပြန်၏အောင်မြင်ကြပါစေကွယ်နေရောင်လရောင်ဖြန့်ခင်းအလင်းတွေဝေနှင့်နေ့တွေညတွေငြိမ်းချမ်းတဲ့ငြိမ်းချမ်းပါစေတဖုံစားလဲညီသားပကံမှာကောက်နံပင်တို့ဝေဖြိုးအတရေတို့တဲ့သို့ပါစေတကြွယ်ကြီးလဲငရဲပြေကဓာကိုရှောင်ရှားပန်းချင်းနှင်းချအပ်သောဦးကောင်းဖြင့်မြင်တဲ့မြင်ပါစေငိုကြွေးဖို့အသက်ဝင်လာတဲ့သူများတစ္ဆာတရားကိုဟာတိုက်ရင်မောနေကြ၏ရှင်သေမင်းကအဆွဲတဝန်းဝန်းနဲ့ဆောင်းစားတတန်ကျွန်းဒီနဲ့တမလွန်မှအခွန်ခွာ၍စားလိမ့်မည်ဟိုစဉ်အခါကငါသည်လဲဆိုကြောက်တောင်ကိုပန်းနဲ့ပြန်ပေါရင်းခြေမြောက်လက်မြောက်ခြောက်ချဘူးပါသည်ဒုက္ခမရှိသူနှင့်ခြိုင်တော်မရှိသူလမ်းလျှောက်ရန်မှပင်ဒုက္ခချင်းမတူကြတကြောက်ကြောက်နဲ့ရွှင်သာရုံတော်မို့ဆိုးလိုပြန်လောင်သည့်မော်ယုံထောင်းကြောမျက်လက်စရာတွေကျွေးအံခေါင်းနေသည်မျက်စိကိုမှိတ်ပြီးကိုယ်ထဲကိုတိတ်တိတ်ကလေးပြန်ကြည့်တဲ့အခါညှို့ပြန်ရှက်တန်းတလောကလောအနက်ရောင်လွှမ်းနေတော့၏ထို့သောဖြင့်နှင်းရည်ဆိုသောမှုန်ဝင်ကလေး၏ပင်ချေရင်မှာမာနကိုအိမ်မွေးချထာဝရငါထားခဲ့ခြင်းပါပြီလေလောကရန်တရားကနဂါးရှိကောင်ပမာမြေကိုထိုးခွဲလေကိုဆွဲပြဲလူတွေထဲမှာပြန်တန်းသွားလာနေသည်ယဉ်ကျေးမှုအရာတဏှာတို့ဖဏစီရသောငါတို့သည်ယဉ်ကျေးမှုအရာပင်တဏှာလွန်ဖဏချွတ်ရပါအောင်မည်ဖះပြောတာကိုမှငါမယုံရဘူးဆိုရင်မာနဲ့ပြောတာတွေကိုငါယုံရတော့မည်လောအစိုးမရသောလောက၏နာယီဆက်လန်ကိုလက်လံတို့ကမောင်းနှင်ဖန်သည်နီး၍လာခဲ့ပြီမိကိုကြောဖြတ်ရေကိုကြောဖြတ်တန်ချက်ကဝိယုံခြုံလို့မလုံးပါဘူးကွယ်တရားချိန်မှာစိတ်ကိုထုတ်ပြီးဖုံးကားပြီးတော့ကိုယ်ထဲမှာပြန်လဲတော့ပိတ်တုံညာကလေးလိုငြိမ်သက်တိတ်ဆိတ်နေရမည်စေဒီအိုဟောင်းမှခေါင်းလုံးတန်တိုးဖွားတိုးညင်အိုရှင်မြေမထတော်ငါကိုမြင်ပါအချို့သောသူများလက်ထွန်းတော်ရဲ့နွားပေါ်အိမ်နေကြပါသလားအချို့သောသူများလက်ထွန်းသွားရင်စပါးဖြစ်အောင်စိုက်ကြပါသလားလူသားတရားအနေနဲ့မိုးကောင်းကင်အောက်မှာခိုင်မာချစ်လက်တာဝန်ကျေသောပိဋိစစ်များတော်ဖြစ်တဲ့သည်အရရမှလာသောလေတို့၌မြေဆိုင်ကြောက်တိုင်တို့မတုံလို့ကြတကယ်သို့ငါတို့နေသွားရပါမည်အရှင်ယူဆောင်သည့်ကျေတထောင်မြင့်ကောင်ဝင်းပါတီညကလှလှဖွေးဆွလှန်သွားတို့ကိုပင်ခွေညွတ်စီတော်၏ဓမ္မဒေကိုတွေးဆက်တိုင်အောင်ဖြန်းဆွဲနှုတ်ဆက်တော်ရွတ်ဆိုပုံများတိုးကကျဲကငါကြားနေရ၏လေပြင်းညင်းတွင်ရွှေစင်းနှင့်တွားနှင်းကြသူများ
ဥပေက္ခကိုဘာမှမပြောဘဲထားသွား၏ထိုသူတို့နောက်ငါတကောက်ကောက်လိုက်ပါတော့အံထိုသူတို့နောက်ငါတောက်လျှောက်လိုက်ပါတော့အံကျဲရောင်ကွေးကောက်ထိုသောကောင်းငင်မြင်းကြောင်းများအောက်မှာပင်ငါလမ်းပြစေစားတော်မူပါလောမြတ်သောငါအရှင်